စီးရုံပြတင်းပေါက်ပြီးကအိယာတခါကစီးရုံတရုံမှာယောဂတဲ့နှစ်ယောက်တခန်းတဲ့အတူနေကြရင်စေကုသမှုခံယူနေကြပါတယ်နှစ်ယောက်စလုံးကယောဂတဲ့နေတဲ့ပက်လက်လူနာတွေပါတယောက်ကပြတင်းပေါက်နားကကလေးမှာနောက်တစ်ယောက်ကတော့ပြတင်းပေါက်နဲ့ဝေးတဲ့ဟိုးဘက်တောင်စွန်းကကလေးမှာပါနေ့လေနေကင်းထမင်းစားပြီးချိန်တွေကြရင်ပက်လက်လူနာတွေခဏတာအညောင်းအညာပြေဖို့အတွက်တာဝန်ကျဝန်ထမ်းတွေကကုညီထူမတ်ပေးကြပါတယ်ဒီလိုချိန်တွေဆိုရင်ပြတင်းပေါက်နားကလူနာဟာပြတင်းပေါက်ကနေသူမြင်နေရတာတွေကိုတပြုံးပြုံးနဲ့ထိုင်ပြောနေတတ်ပါတယ်ဟာဒီနေ့တော့ပန်းချံမှာကလေးတွေအပြည့်ပဲရို့စော်နှုတ်တဲ့လူကလှုပ်စိန်ပြေးရန်ဆော့တဲ့သူကဆော့နေတပျော်ကြီးပဲဟိုမှာကောင်လေးနဲ့ကောင်မလေးနှစ်ယောက်သားလက်တွဲပြီးတော့လမ်းလျှောက်နေကြတာကြည်နူးစရာလေးဟိုပန်းလေးတွေလည်းအများကြီးပွင့်နေတာပါလားဒီနေ့အမီရောင်လေးတွေရဲ့ဖြူရောင်လေးတွေရဲ့လှမလှပဲအပင်ပေါ်မှာငှက်ကလေးတွေဟိုခုန်ဒီကူလုံနေကြတာလေချစ်စရာလေးတွေသူဒလူရီပြောပြတာကိုဟိုးတောင်စွန်းကလေးကလူနာကအမြဲတစေစိတ်ဝင်တစားနားထောင်နေတတ်ပါတယ်တနေ့တစ်ခါဒါလေးတွေနားထောင်ရတာဟာသူ့အတွက်တော့ရှေ့ဆက်ရှင်သန်ခြင်းရဲ့အထိပ္ပယ်လေးတွေဖြစ်လာပါတယ်သူ့အတွေးရောင်စုံကဘာထဲမှာရီမောတန်တွေဝေစားပြီးတော့နေချီနွေးနွေးအောက်မှာပန်းလှလေးတွေဖြားနေတာပေါ့ဒီလိုနေလာရင်းနဲ့တနေ့မှာတော့သူ့အတွေးစိတ်ကဘာမှာအိတ်တာအမှောင်တွေချဲလာပါတော့တယ်ဘာဖြစ်လို့သူကြတော့အဲ့ဒီနေရာကိုရရတာလဲငါလည်းပြတင်းပေါက်နာမှာနေချင်တာပေါ့ငါဘာသာငါမျက်စိနဲ့ဟိုဘက်မှာရှိနေတာလေးကြည့်ချင်မြင်ချင်တာပေါ့ပြတင်းပေါက်နာကလူကတော့သူ့အခန်းပေါ်ဒလိုရီတွေးနေမယ်လို့မထင်ပဲသူတွေ့နေမြင်နေတာလေးတွေကိုသာနေ့စဉ်မမောတမ်းပြောပြနေစေပါဒီလိုနဲ့တညမှာတော့ပြတင်းပေါက်နာကလူနာဟာချောင်းတွင်အပြင်းအထန်ဆူပြီးတော့အသက်ရှူရခတ်လာပါလေအကူအညီခေါ်တဲ့အရေးပေါ်ခလုတ်ကိုသူ့ရှိသမျှလက်ကျန်ခွန်အားနဲ့စမ်းတဝဝကြိုးစားနှိပ်ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူးသူဒလိုရီဖြစ်နေတဲ့အချိန်မှာတောင်စွန်းကရင်ကလူနာဟာအတန်မပေးပဲအသာစောင့်ကြည့်နေခဲ့ပါတယ်သူ့နားကလူခေါ်ခလုတ်ကိုနှိပ်ပေးလိုက်လို့ရပြီမယ်အတ္တပရလွန်ဆွဲတဲ့ခဏမှာဟိုလူကရင်ပြောင်းနေချင်နေတဲ့သူ့ရဲ့စန္ဒကအနိုင်ရသွားခဲ့ပါတယ်သူမကူညီခဲ့ပါဘူးဒီလိုနဲ့ပဲပြတင်းပေါက်နာကလူနာရဲ့ချောင်းဆိုးတန်ဟာတိုးလာရာကနေတိတ်ဆိတ်သွားခဲ့ပါတယ်နောက်နေ့မနက်တာဝန်ကျဆရာမရောက်လာတဲ့အချိန်မှာသူအေးဆက်ငြိမ်သက်နေခဲ့ပါပြီဆေးရုံဝန်ထမ်းတွေကဆောင်ရွက်စရာရှိတာတွေတိတ်တဆိတ်ဆောင်ရွက်ပြီးတော့သူ့ပစ္စည်းတွေကိုရှင်းလင်းလိုက်ကြပါတယ်အဲ့ဒီနောက်မှာအခန်းတောင်းကလူနာကကျွန်တော်အဲ့ဒီကလေးမှာနေကြလို့ကျွန်တော်ရွှေ့ပေးလို့ရမလားခင်ဗျာလို့ပြောတော့သူ့စန္ဒကိုလက်ခံပြီးရွှေ့ပေးလိုက်ကြပါတယ်ကရင်ပြောင်းပြီးတဲ့နောက်သူအားစိုက်ထိုင်ပြီးတော့ပြတင်းပေါက်ကနေကြည့်လိုက်တဲ့အခါမှာတော့တစ်ဖက်မှာဘာပန်းချံမှမရှိဘာတစ်ပင်မှလည်းမရှိ
စော်ကစားနေတဲ့ကလေးတွေလည်းမရှိကြည်နူးနေတဲ့ချစ်သူတွေလည်းမရှိကြီးငတ်တာရကာတွေလည်းမရှိပန်းမာလာတွေလည်းမရှိလှုပ်ရှားနေတာဘာဆိုဘာမှမရှိပဂတိအုတ်နယံကြီးတစ်ချက်သာရှိနေပါတယ်သူအံ့ဩတုန်လှုပ်သွားပြီးတော့သူနာပြုတ်ကိုအလန့်တကြားလှမ်းမေးလိုက်ပါတယ်ဆရာမသူအရင်ကပြောနေရတယ်ဆရာမလည်းကြားတယ်လေအဲ့ဒါဘာတစ်ခုမှလည်းတကယ်မရှိဘူးအခုဒီမှာအုတ်နယံကြီးပဲရှိတယ်ဒီလူဘာဖြစ်လို့အဲ့လိုရှောက်လိမ်ပြောရတာလဲသူနာပြုတ်ကပြန်ဖြေပါတယ်သူကမျက်စိမမြင်ဘူးရှင်ဒီအုတ်တိုင်းကိုတောင်သူမြင်ရတာမဟုတ်ဘူးဒါပေမဲ့သူ့ပုံမြင်တွေကရှင့်အတွက်တော့မျောလင်းချက်အလင်းရောင်ဖြစ်ချင်ဖြစ်နိုင်တယ်လို့သူထင်လို့ဒီလိုတွေပြောခဲ့တာဖြစ်မှာပေါ့ရှင်ကျင်နာခြင်းနဲ့မေတ္တာတရားဟာမိမိကိုယ်တိုင်နဲ့သူတစ်ပါးအတွက်ဘဝမျှော်လင့်ချက်နဲ့တတ္တိစွမ်းအင်တွေကိုပေးစွမ်းနိုင်ပြီးတော့အတ္တအိတ်တာနဲ့အစ္ဆတအမှောင်တွေကတော့နောင်တတရားနဲ့နာကျင်မှုကိုတည်ဆောင်လာတတ်ပါတယ်မှန်ကန်သောရွေးချယ်မှုပြုနိုင်ကြပါစေ